အားလုံးပဲမင်္ဂလာပါ brand ကိုတိဆောက်ခြင်းနဲ့မိတ်ဆွေတွေအတွက်ဒီနေ့ sun cream နဲ့ပတ်သက်ပြီးတော့ဝေမျှပေးချင်ပါတယ်။ညာတော့အပြင်ပေါ့နော် sun cream မှာပဲဖြစ်ဖြစ် foundation မှာပဲဖြစ်ဖြစ် makeup တွေမှာပဲဖြစ်ဖြစ်ပေါ့နော်။တွေ့ရတာ SPF အလောင်း PA plus ဆိုပြီးတော့တွေ့ရလိုက်မယ်။အဲ့ဒါ UVA ရော UVB ရောကိုပိုးစားပြုတယ်ဆိုတာကိုအတိတ်ပဲတက်ရောက်ပါတယ်။ SPF ဒီ sun protection factor UVB ဖြစ်တယ်ပေါ့နော်။ PA plus the sun protection of UVA နော်တစ်လုံးဆိုရင် plus တစ်လုံးဆိုရင် good နှလုံးဆိုရင် very good သုံးလုံးဆိုရင် excellent ဆိုပြီးအကောင်းဆုံးကာကွယ်ပေးတယ်လို့အိဗယ်တက်ရောက်တယ်အဲ့ဒါကိုမှကျွန်တော်တို့ကသူ့မှာအစလေးတွေပါတယ်ပေါ့နော် SPF 30 PA plus အမျိုးလေးရှိတယ်အစ30တို့15စတို့အစ20 25စတို့ဒီသူကဟိုပြောတာလဲဆိုတော့ cosmetic မှာလောက်လာတော့ကဒီနိုင်ငံခြားပညာရှင်တွေကလာသင်ပေးသလိုဒီမြန်မာပြည်မှာဆိုလို့ရှိရင်ဆရာကြီးဒေါက်တာအောက်ထွန်းသက်တို့ဒီ seminar တွေမှာပေါ့နော်အမျိုးလေးမှာပွဲတက်ပြီးတော့ဒီ9000ခဲ့ရတယ်ဒီ sun cream တွေကြောင့်ပေါ့နော်အားစားဒီအေးရှားသားရည်တွေမှာဆိုလို့ရှိရင်ဒါတစားဆိုလို့ရှိရင်မိနစ်20နဲ့တွက်တာကိုတွေ့ရ15မိနစ်20ပေါ့အများဆုံးဟိုတယောက်နဲ့တယောက်တော့မတူဘူးအရင်ပြားအထူပါပေါ်မှာလည်းမူတည်တယ်လို့အသားရည်ပေါ်မှာလည်းမူတည်တယ်ညာတော့အဖြစ်ပေါ့နော်အမဲရောင်တွေကဒီနေရောင်ကြီးကိုစုပ်ယူရဲအဲ့တော့အသားဖြူတဲ့အသားညူအသားဖြူတဲ့လူနဲ့အသားညူတဲ့လူဆိုရင်အသားညူတဲ့လူကနေရောင်ပို့ပြီးတော့ထိရခံရတယ်ပေါ့နော်ခံရတာပိုများတယ်နောက်တစ်ခုကကျတော့အစားနဲ့ပတ်သက်ပြီးတော့ပေါ့နော်ပြောမယ်ပေါ့ SPF 30ဆိုရင်အစား30ကိုဒီမိနစ်20နဲ့မြောက်လိုက်ပေါ့နော်3ညာလေး600ရမယ်600ကိုမိနစ်60နဲ့စားတော့10နာရီပေါ့နော်ဆိုတော့ SPS 30 PA plus C နေအောင်ကြည့်တန်းကို UVA ရော UVB ရော10နာရီကြာကာကွယ်ပေးတယ်လို့အိဗယ်တက်ရောက်တယ်အဲ့ခါကျတော့ကိုနေဘူးထဲကိုသွားမယ်ဒါမှမဟုတ်ရင်ကိုအလုပ်သွားလုပ်ရမယ်နေ့စဉ်နဲ့ညအလုပ်သွားလုပ်ရမယ်ဆိုလို့ရှိရင်ကိုကဘယ်ဥစ္စာကိုသုံးသင့်နေဆိုတာကိုရွေးချယ်လို့တက်တယ်